မီးရမကန်ပေါ့နော်မီးရမကန်မှာဆိုရင်လဲ 0.2% နေပြီးတော့ 1% ဝန်းကျင်အထိကိုကျွန်တော်တို့ယူတဲ့အကာအကွယ်ပေါ်မူတည်ပြီးတော့ပေးဆောင်ရတာဖြစ်ပါတယ်မီးရမကန်မှာဆိုရင်အခြေခံမီးရမကန်အပြင်ကိုအပိုးအကာအကွယ်17မျိုးတောင်ပါပါတယ်သူကမီးရမကန်လို့တာပြောထားတာပေါ့နော်တကယ်တော့အခြားသောဘေးအန္တရာယ်အမျိုးမျိုး17မျိုးပါထည့်ပေးထားပါတယ်ငလျင်တို့မှုန်တိုင်းတို့ရေကြီးရေရှမ်းတို့ပောက်ကွဲပျက်စီးမှုတို့ကုန်းလန်းသွားရင်နဲ့တိုက်ထားတို့ပြီးတော့လေရင်နဲ့တိုက်ထားပါရော်သေးတယ်ဖောက်ထွင်းခိုးယူမှုတို့အလွန်လျောက်မီးဆွဲလောင်မှုတို့စသဖြင့်ပေါ့နော်အဲ့တော့ကိုလိုအပ်ရင်လိုအပ်တယ်လို့ထပ်ပြီးတော့ဝယ်လို့ရတဲ့အကာအကွယ်က17မျိုးရှိတယ်အခြေခံမီးအာမခံအပြင်17မျိုးထပ်ဝယ်လို့ရတယ်အဲ့တော့ 0.2% နေပြီးတော့1% ဝန်းကျင်တချို့ကာဗာတွေယူတာများရင်1% ကျော်ရင်ကျော်သွားမှာပေါ့နော်အဲ့လောက်ပေးသွင်းပြီးတော့ကာဗာကအစပေါင်းများစွာရတာပေါ့နော်အဲ့တော့မီးအာမခံပိုတောင်တန်သေးတယ်အဲ့တော့ကျွန်တော်တို့ကဒီကိုမိမိအသက်ကိုမိမိကျန်းမာရေးပြီးရင်မိမိပိုင်ဆိုင်တဲ့အစာအုပ်စက်ပစ္စည်းကုန်ပစ္စည်းပရိဘောဂပစ္စည်းပြီးရင်မော်တော်ယာဉ်စသဖြင့်ပေါ့နော်ကိုယ်တိုင်အတွက်ကောကိုမိသားစုအတွက်ကောကိုပိုင်ဆိုင်မှုတွေအတွက်ကောစိတ်အေးလုံခြုံမှုရဖို့အတွက်ကာဗာရဖို့အတွက်ဉာဏ်အမျှော်မြင်ရှိစွာနဲ့အာမခံကာကွယ်တွေဝယ်ထားကြတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်စီးတဲ့ကားကိုအာမခံထားတယ်ကျွန်တော်နေတဲ့အိမ်ကိုလည်းထားတယ်ပြီးရင်ကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်သမီးလေးရဲ့၃ယောက်လုံးအသက်အာမခံအကာအကွယ်တစ်ယောက်ကို3000ရှိပါတယ်ကျမ်းမာရေးအာမခံလည်း unit လိုက်ဝယ်ထားတာရှိတယ်အဲ့တော့အထိုက်လျောက်ကာဗာလုပ်ထားတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကကြတော့ဒီအရင်တော့ဘန်မာလုပ်တယ်ဘန်မာ3နှစ်ခွဲလောက်လုပ်ပြီးတဲ့အချိန်မှာဘန်မာတော့ကလည်းကျွန်တော်ကဒီအာမခံနဲ့ပတ်သက်တဲ့အပိုင်းကိုတာဝန်ယူရတယ်ကားအာမခံတွေအဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်တော်တို့ higher purchase နဲ့ပေါ့နော် HP နဲ့ကားဝယ်တယ်အိမ်ဝယ်တယ်စသဖြင့်ပေါ့နော်အဲ့လိုဝယ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ higher purchase နဲ့ဝယ်တဲ့ပစ္စည်းတွေကိုအာမခံထားပေးရတယ်အဲ့ဒီအချိန်တွေကကျွန်တော်တို့အာမခံရဲ့အကျိုးခံစား권တွေအာမခံရဲ့ပြည်သူလူထုအပေါ်ကိုကာဗာပေးမှုတွေဒီအကျိုးကျေးဇူးတွေကိုကျွန်တော်တို့နားလည်ပြီးတော့ကျွန်တော်ကိုယ်တိုင်2026မှာဘန်ကနေထွက်ပြီးတော့အာမခံကိုယ်စားလှယ်လိုင်စင်ဖြည့်တယ်လိုင်စင်ရတာနဲ့ကျွန်တော် employee ဘဝကနေပြီးတော့ self employee life ကိုချိန်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းအနေနဲ့စတင်ပြီးတော့အလုပ်လုပ်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ဒီအလုပ်ကိုအရန်နှစ်သက်တယ်ဘာကြောင့်လဲဆိုတော့ဒီအလုပ်ရဲ့ဝင်ငွေရလန်းကပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးရင်းနဲ့ကျွန်တော်တို့က income တစ်ခုရတာအဲ့တော့ကျွန်တော်တို့ income ကကြတော့အစိုးရကနေပြီးတော့ဒီအာမခံကိုယ်စားလှယ်လိုင်စင်ယူထားတဲ့ insurance agent တွေလုပ်ငန်းရှာဖွေတဲ့ပြည်သူလူထုကိုဖြန့်ဖြူးရောင်းချနိုင်တယ်ဆိုရင်ကျွန်တော်တို့အတွက်တည်တံ့သတ်မှတ်ထားတဲ့အစိုးရသတ်မှတ်ထားတဲ့ commission rate ဆိုတာရှိတယ်အဲ့ rate ကိုအာမခံရောင်းကနေကျွန်တော်တို့ပေးရတာကျွန်တော်တို့ကအဲ့ဒီဝင်ငွေနဲ့ရက်တည်တာပေါ့နော်ပြောချင်တာကကျွန်တော်တို့စီ